Mrs. Momo နေပြည်တော်ဖြစ်ပါတယ်။ရှင်မင်္ဂလာပါမို့ရေမင်္ဂလာပါဆရာမင်္ဂလာပါကျွန်တော်ကတော့မြန်မာ Universe Academy Pageant Production ရဲ့ CEO and Founder ဖြစ်ပါတယ်။သူကတော့ MS Beauty Empress မြန်မာရဲ့ရွှေ6ကြတာတရပူပိုင်ရှင်ဖြစ်ပါတယ်ရှင်မို့ဖြစ်ပါတယ်သူကနည်းနည်းဟိုတိုင်းရင်းသူဆိုတဲ့ခါကျတော့လေမို့ကစကားပြောတဲ့ခါကျတော့နည်းနည်းလေးတော့အတန်ဝဲတယ်နော်ဟုတ်ကဲ့ပါရှင်မို့တို့ကတိုင်းရင်သူဆိုတော့စကားလည်းဝဲတယ်စကားဝဲတဲ့ခါကျမပြီးသလိုဖြစ်သွားတာမပြီးသလိုဖြစ်တာနားလည်ပြီးမှခွင့်လွှတ်ပေးကြပါလို့ချစ်တဲ့စိတ်ကလေးနဲ့ကြည်ပေးကြပါလို့မို့ကတောင်းဆိုချင်ပါတယ်ရှင်မနေ့ကကျတော့ तू နည်းနည်းသူ့မှာကမူကလေးတစ်ခုဝင်သွားတဲ့ခါမှာ तू မပြုံးလိုက်ဘူးတဲ့စင်ပေါ်မှာတဲ့တကယ်ကြောင့်မိုးပြုံးရင်လှပါတယ်တဲ့ပြည့်တဲ့ကြီးပြောနေရှေ့လျှောက်အားလုံးအပြုံးကုန်စီအပြုံးအပြည့်အဝနဲ့မြင်ရမှာပါလို့မိုးကဂတိပေးပါတယ်လို့ရှေ့လျှောက်ကိုတဲ့အပြုံးအပြည့်အဝနဲ့မြင်ရမှာမနေ့ကကျတော့သူ့မှာတခြားကိစ္စလေးရှိသွားတဲ့ခါမှာ तू နည်းနည်းမပြုံးသလိုဖြစ်သွားတာပေါ့နော်ပြန်ပွဲမှာအမှပြည့်တဲ့တွေရဲ့ comment ကဘာကြောင့် तू မပြုံးတာလဲဆိုတဲ့အဖြေကိုလိုက်မင်းနေကြတာအခုစီးရမှာအဲ့မိုးမပြုံးတဲ့ကိစ္စကိုရှင်းနေရတယ်အခုတော့ပြုံးသွားပါပြီတဲ့မိုးကလူဆိုတာတော့အကြောင်းလေးရှိကြတာပေါ့နော်အပြုံးကြီးပဲပေးနေရတဲ့ခါကျတော့တစ်ခါတလေတီးတဲ့အမှုအနေအထားလေးကိုလည်းမြင်စကျင်တာပါလို့အဲ့ဒါပေါ့ပါကိုကရင်မကြီးဖြစ်တယ်ဆိုတော့မန်နဲ့တက်သွားလိုက်တာလေအဲ့ဒါခါကျတော့လဲဝင်တာမူးဝင်သွားတာပေါ့နော်မူးဝင်သွားတဲ့ခါကျတော့နည်းနည်းတီးတဲ့အနေအထားလေးကိုလည်းမြင်စကျင်လို့ပါလို့ကဲအဲ့တော့ဘာနေနေမိုးကဒီရွှေကြောက်ကြတာတရပူလည်းဖြစ်သွားတယ်ဆရာကုမ္ပဏီမှာလည်း automatic နာယကတယောက်ဖြစ်သွားပြီဖြစ်တဲ့အတွက်မိုးရှေ့ဆက်ပြီးဘာကြီးလုပ်မလဲတဲ့သူတို့တွေစိတ်ဝင်စားနေမို့အမျိုးသမီးတွေရောတငယ်ချင်းတွေရောအားလုံးမိုးကပြောချင်ပါတယ်ရှေ့ချောက်မိန်းကလေးဆိုတာတော့ထာဝရလာနေဖို့ကတော့အရေးကြီးပါတယ်တကိုယ်ရည်တန့်ရှင်းမှုကလည်းအရေးကြီးသလိုစိတ်ထားဖြူစင်မှုကလည်းအရေးကြီးပါတယ်ကိုပြောတဲ့စကားတစ်လုံးကအတီးနိုင်ဖို့လည်းအရေးကြီးပါတယ်အရာရာအားလုံးအရေးကြီးနေတာမို့လို့နောက်ကိုလည်းအမျိုးသမီးတွေဟာဘဝရှေ့လာမို့ဆိုရင်ဟိုကလည်းအားလုံးလာပနေဖို့အရေးကြီးပါတယ်လို့မိုးကပြောချင်ပါတယ်ရှင်ဒါမိုးကတော့ကြမ်းကြမ်းနေပေးသွားပါတော့အမျိုးသမီးတယောက်မှစီစဉ်တိကျတာလေးတွေရဲ့တီးတိတာလေးကိုသူတို့အနေနဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဘာနေနေမိုးကိုရွေးချယ်ရတဲ့အခါမှာပေါ့နော်ကျွန်တော်ရဲ့ပြောနေကြအတိုင်းလေးပဲပေါ့နော်ကျွန်တော်တို့ကကျွန်တော်ရဲ့အမှတ်ပေးမှတ်ကတော့အမှတ်40ပေါ့နော်ဒိုင်နီးအမှတ်ပေးမှတ်60မှာဒါမိုးအနေနဲ့ဒါစံထားလောက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်လို့သတ်မှတ်လို့မို့အားလုံးအားရွှေ6သက်သားတရပူပိုင်ရှင်အနေနဲ့ဒါသတ်မှတ်ခြင်းခံရတာပေါ့နော်အဲ့ပေါ်မှာလည်းရင်ခုန်မှုလေးတစ်ချက်ဗာလေးရှိမလဲမို့ပြောပြပေးပါဦးမိုးငယ်တုန်းကမရီမန်းခဲ့ပါဘူးဒီတယ်လီဖူတွေစောင်းရမယ် miss တွေဝင်ပြန်ရမယ်ဆိုတာရင်ထဲမှာလုံးဝမထည့်ခဲ့မိပါဘူးကိုကအိမ်မှာလည်းအကြီးဖြစ်တဲ့ခါကျတော့မိသားစုတာဝန်တွေကိုမိုးကထမ်းဆောင်ရတယ်လေထမ်းဆောင်ရတဲ့ခါကျတော့ဒီစီးပွားရေးနယ်ထဲမှာပဲလုံးချနေတာနောက်သမီးတွေကြောင်းပြီးတော့မှမိုးကဒီမန္တလေးကိုရောက်လာတော့တစ်တော့ထဲမှာညီမလေးဝရုစ်ကိုတွေးတော့အိမ်အောင်ရှင်နေရဒီလိုမျိုးလာပါကြော့ရှင်းပြီးမှဘဝကိုသစင်လျှောက်လာနိုင်တယ်ဆိုတာသိရပြန်တဲ့ခါကျတော့ဒီလမ်းကိုပြန်ပြီးရွေးချယ်ပြစ်တာပါရှင်အရန်လဲပျော်မိပါတယ်နောက်အမျိုးသမီးတွေကိုလည်းမိုးလိုမျိုးပဲလာပါကြော့ရှင်းပြီးမှအခုလိုမျိုးပဲဝင်ပြိုင်ကြပါလို့မိုးကဖိတ်ခေါ်ချင်ပါတယ်ရှင်ဒါဆို MUPP မှာမိုးရှိနေတော့မှာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါတဲ့အဲ့တော့ဒါမိုးတို့ကautomatic ဒီကုမ္ပဏီမှာနာယကလည်းဖြစ်သွားပြီဒီကုမ္ပဏီနဲ့ဆက်လက်ပြီးတော့လည်းအလုပ်တွေဆက်လုပ်တော့မှာဖြစ်တဲ့အတွက်တဲ့မိုးကတော့ဒါကုမ္ပဏီမှာဆက်လက်ရှိနေတော့မှာပါအိမ်အောင်ရှင်အလှမယ်ပြိုင်ပွဲကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့မိုးကိုလည်းဆက်သွယ်လို့ရသလိုဆရာကိုလည်းဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုတင်ကောင်းပေးချင်ပါတယ်ခင်ဗျတငယ်ချင်းတွေကိုလည်းမိုးလိုမျိုးပဲစီမြင့်ပေါ်မှာတရားခွင့်ရှိတယ်လို့မိုးကဖိတ်ခေါ်ချင်ပါတယ်ရှင်ဒေါက်တာခင်ငွေရဲ့စကားနှလုံးကိုမိုးကြိုက်ပါတယ်ရှင်မိမဆိုတာပညာတတ်ရင်လည်းတတ်ရုပ်လားရှိရင်လည်းရှိပညာလည်းမတတ်ဘူးရုပ်လည်းမလှဘူးဆိုရင်ဖွဲနဲ့စကွဲပါတဲ့မိမသားတွေကအားလုံးကိုပါအလှစီရှိကြပါတယ်ရှင်ဒါကြောင့်မို့လို့ဒီအလှတရားတွေကိုစင်ပေါ်တက်ခွင့်ပြခွင့်ရှိတယ်ဆိုတာမိုးကပြောချင်ပါတယ်ရှင်ပြေဆုံးပါတယ်ဒီနေ့မိုးပြောသွားတာလေးလည်းတချို့ဟာလေးဆိုဆရာတူရမယ့်ဟာလေးလည်းရှိတာပေါ့နော်မိုးပြောသွားတဲ့ထဲမှာအရန်တော်ပါတယ်ကျွန်တော်အနေနဲ့ရွေးချယ်လိုက်ရတဲ့အတွက်ပေါ်မှာလည်းကျွန်တော်အနေနဲ့ထိုက်တန်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် The best style award ကိုရရှိသွားတဲ့သူကတော့ပေါင်းချင်းအားနံပါတ်7ဖြစ်တဲ့အတွက်ကြောင့် contestant number 60 Mrs. Mo နေပြည်တော်ဖြစ်ပါတယ်ရှင် One side, one minute. ဆက်ကြတော့ဒီခိုင်တဲ့စကားပြောပါတယ် The best style
views ကိုအပြည့်ဝင်ထားတယ်တဲ့ငါဘယင်မပဲပေါ့နော်ငါဘယင်မတဘာပုံစံဖန်တီးထားတဲ့အတွက်စင်ပေါ်မှာသူလုံးဝမပြုံးမနဲ့တီးခဲ့တာပေါ့နော်နောက်ဆုံးကျွန်တော်တို့ဒီသူ့ကိုဂုံပြူချိန်ဘုံသပေါက်တဲ့ချိန်တွေကိုသူတီးနိုင်ခဲ့ပါတယ်တဲ့ဒီနေ့တော့သူပြုံးပြီနော် Vanessa's number 60 Mrs. Mo နေပြီးတော့ပြပါတယ်ရှင် Okay လာလာလေးတိုင်းနဲ့အဝတ်စုတစ်ခုကိုတိတ်ပိုက်ထားတဲ့သူအဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ် The best elegant award စုဖြစ်ပါတယ် Congratulations ပါရှင် သူဆိုတာတခါတလေချမောင်ဟင်းစားရင်တခါတလေဝက်သားဟင်းစားရင်တယ်အပြောင်းလဲအမှုလဲအနှိမ့်အမြင့်အကွေအကောက်ကလေးတွေရှိရမှာပေါ့အဲ့ဒါကြောင့်မိုးကမနေ့တုန်းကတီတီလေးနဲ့တရုတ်ဆောင်လိုက်တာပါလို့ အဲ့တော့ဗာနေနေဒါ surprise ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ surprise ကလည်းအခုချိန်ဒီကိုဘယ်လိုပြောရမလဲပျော်ရွှင်မှုခရက်လေးတစ်ခုအနေနဲ့ပေါ့နော်အားလုံးအာမေရိတ်ဖြစ်သွားစေတယ်ပေါ့နော်မိုးရမပြုံးတာရွှေကြောက်ကြက်သားတောင်းပေးတာကိုဘာကြောင့်မပြုံးတာလဲဆိုတဲ့ဥစ္စာဟော CEO မှာရှင်းလိုက်ရတာမပြဘာလို့မသုံးတာဆရာကိုစိတ်ဆိုမပြဘူးကဲမနေ့ပြန် interview မှာကြည့်ပါလို့ကျွန်တော်ပြောလိုက်တယ်နော် info ကတင်ကိုတင်ပြမှာ info မတင်ပေးလို့မရဘူးဒီတင်ကိုတင်ရမယ်နော်ဟုတ်တယ်မလားမိုးဟုတ်တယ်ဒါသူ့ရဲ့ပြည်ပြင်းမှုတရုပ်ဆောင်မှုတစ်ခုကိုသူပြလိုက်တာပါပဲလို့နော်ဟုတ်ကဲ့ပါခင်ဗျရှင်းချောင်းမိုးကိုလည်းအားပေးကူညီကြပါလို့မိုးကပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာမို့လည်းကျေးဇူးတင်ပါတယ် info မန္တလေးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ Mrs. Beauty Emirates Myanmar 2026 National Grand Final ပွဲကြီးရဲ့အမြင့်ဆုံးဆု Mrs. Beauty Emirates Myanmar Royal Winner ဆုရှင်ရွှေစင်ရွှေသား6ချက်သားကြီးရဲ့ရွှေစင်တလပူပိုင်ရှင်ကတော့ Mrs. Beauty Emirates Myanmar Royal Winner ဆုရှင်ရွှေ6ချက်သားတလပူကြီးကိုပိုင်ဆိုင်သွားတဲ့သူကတော့ Vanessa's number Okay ကျင်းကြပြီးပါတော့မယ် Mrs. Beauty Emirates Myanmar Royal Winner ရွှေ6ချက်သားတပူကြီးရဲ့ပိုင်ရှင်မြန်မာနိုင်ငံရဲ့နှစ်ခုလုံးကတော့မြို့ရဲမှာပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်တော့နေပြည်တော် Mrs. Beauty Emirates Myanmar Royal Winner Crown ကြီးကိုပိုင်ဆိုင်သွားတဲ့အိမ်တော်ရှင်အကမယ် Mrs. Mo နေပြည်တော်ဖြစ်ပါတယ်ရှင်။ကောင်းပြီပါတယ်။ကဲပြန်ပြန်ကြည့်ကြတဲ့ City Writer ကရောအမှန်ပဲရွေးချယ်ရတာခါမှာပြန်ဆိုင်အချိန်တွေရွေးချယ်ခဲ့ကြရတာဖြစ်ပါတယ်။များများနဲ့ချက်တွေရှိစွာနှမနေကြတာဖြစ်ပါတယ်ရှင်။ Okay congratulations ပါလက်မှတ်များနဲ့ကုန်ပြီပါရှင်။ ဟုတ်ပါတယ် congratulations ပါရှင်။ဆုများနဲ့တရဖူများချီးကျူးပေးဖို့ဖြစ်ပါတယ်။ Okay. Okay, Flora Mrs. A နေပြီးတော့မှာများကိုဒီကမကပိုင်ဆိုင်အမြင်နဲ့မှာဒီတောင်းစနာပြုစမမှာတော့ပါလေ။ Okay ဘာကြောင့်ပြောချိုင်းနဲ့ ဓာတ်ပုံတွေပြင်ပြောမယ်နော် ပြောချပြရစီ။ ဒီကနေ့ကလည်း sponsor ဖြစ်ပါ